အားလုံးပဲမင်္ဂလာပါ AKMCG channel လေးကနေအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Magic Chat Go Commander ရဲ့မှာထူးထူးခြားခြားလေးဖြစ်ပြီးပွဲတိုင်းရွှေရောင်ကနှစ်ကတ်နဲ့ကစားလို့ရနိုင်မယ် Commander ယူဆောင်ကစားနည်းလေးကို game play တင်တဲ့ကွာမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ Magic Chat Go ရဲ့ Go ကတ်ရွေးတဲ့နေရာမှာပေးတဲ့ကတ်တွေဟာအပြာရောင်ကတ်ခရမ်းရောင်ကတ်နဲ့ရွှေရောင်ကတ်ဆိုပြီးအဆင့်3နဲ့ရှိပြီးသူ့အဆင့်နဲ့ Go ကတ်တွေကပေးတဲ့အဖက်တွေကလည်းပူပြီးတော့ကျန်းသွားတာပဲဖြစ်ပါတယ်Commander ယူဆောင်ရဲ့ပတ်စရပါလဲဆိုတော့ဒီ Go ကတ်တွေကိုပေးတဲ့ round မှာအဆင့်တစ်ဆင့်မြင့်ပေးတာပဲဖြစ်ပါတယ်ဘယ်လိုမြင့်မြတ်ရလဲဆိုရင်ကျွန်တော်တို့အပြောင်ကတ်ပေးတဲ့ round မှာကျွန်တော်တို့အပြောင်ကတ်ခရမ်းအောင်ကတ်ဖြစ်ပြောင်းပေးမှာဖြစ်ပါတယ်ခရမ်းအောင်ကတ်ပေးတဲ့နေရာမှာတော့ကျွန်တော်တို့ရွှေအောင်ကတ်ဖြစ်တစ်ဆင့်မြင့်ပေးမှာအောင်เนาะဒီလိုအဆင့်မြင့်ပေးတာပဲဖြစ်ပါတယ် Commander ယူဆောင်က level 1ပဲရှိမယ်ဆိုရင်တော့ကျွန်တော်တို့ပထမဆုံးရွေးတဲ့ Go ကတ်ကိုပဲအဆင့်တစ်ဆင့်မြင့်ပေးမှာဖြစ်ပါတယ် level 2ရှိမယ်ဆိုတော့ကျွန်တော်တို့ဒုတိယရွေးတဲ့ကတ်ကိုပါအဆင့်တစ်ဆင့်မြင့်ပေးမှာဖြစ်ပြီးတော့ပထမဆုံး power ကရွေးတဲ့နေရာမှာလည်း Blood Dragon Treasure လို့ခေါ်တဲ့စုတစ်ခုပေးမှာပဲဖြစ်ပါတယ်ဒီ Blood Dragon Treasure ဆိုရင်ကျွန်တော်တို့ Go ကတ်ပေးတဲ့နေရာမှာရွှေအောင်ကတ်ကိုပေးရင်လည်းနောက်တစ်ဆင့်မြင့်နေရမရှိတော့အတွက် Blood Dragon Treasure လို့ခေါ်တဲ့စုကိုပဲပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ Blood Dragon Treasure မှာပါတဲ့စုလေးတွေကိုအနေနဲ့ပြောပြပေးပါမယ်။ဘာတွေပါမလဲဆိုရင် Blood Dragon Treasure မှာ Magic Crystal ဘုံတစ်ပုံပါမယ်။ဒါမှမဟုတ်ရင် equipment တစ်ခုနဲ့ပတ်စံ6ကြိုက်ကြတဲ့တစ်ခုပါမယ်။ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ edit လုပ်ထားတဲ့ signer ကြီးတွေကနေပြီးတော့ကျွန်တော်တို့ hero 4កောင် run တိုင်းရမှာဖြစ်ပါတယ်။ကျွန်တော်အများဆုံး edit လုပ်ထားတဲ့ signer ကြီးပေါ့နော်။အဲ့ဒါပြီးသွားရင်တော့ကျွန်တော်တို့ပတ်စံ14ကြိုက်ရမှာဖြစ်ပါတယ်။ဒီစုတွေကို random အနေနဲ့ဒီ4ခုတွေကတစ်ခုရမှာဖြစ်ပါတယ်။ Okay game play လေးစပြီဆိုတော့ကျွန်တော်တို့ဒီ power ကရေးတဲ့နေရာကိုနိုင်ငံပြောချင်ပါတယ်ကျွန်တော်တို့ကယူဆောင်ရဲ့ပတ်စရသူ့အနေနဲ့ဆိုရင်ကျွန်တော်တို့အဆင့်တစ်ဆင့်ပဲမြင့်ပေးရမှာเนาะအပြားအနေဆိုရင်ခရမ်းဝင်မြင့်ပေးမှာပါဒါပေမဲ့ကျွန်တော်တို့ကအပြားကပ်ပေးရင်လည်းရွှေအောင်ကပ်ပဲရကျင်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာယူဆောင်ရဲ့ power ကပ်ကိုယူမရပါမယ်ဒါကြောင့်မို့ကျွန်တော်တို့ယူဆောင် power ကပ်ကိုယူလိုက်ပါတယ်ယူဆောင် power ကပ်ကလည်းသူကတစ်ဆင့်မြင့်ပြရမှာเนาะဒီမှာဆိုရင်ကျွန်တော်ပြောသလိုပဲ Blood Dragon Treasure ပေးပါတယ် Blood Dragon Treasure ကျွန်တော်ဆိုင်နာကြီးပေါက်ပေးတော့ကျွန်တော်ဒီမှာ Weapon Master Magic Crystal ကိုယူလိုက်ပါတယ်ကျွန်တော်တို့Commander ယူဆောင်ကိုဆော့တဲ့နေရာမှာစော့ပုံစော်နီး2မျိုးရှိရပါတော့2မျိုးရှိရဆိုတော့ကျွန်တော်အနေနဲ့ပြောတာပါစော့ပုံစော်နီး2မျိုးကဘာလဲဆိုတော့ပွဲစားတွေကကိုစော့မဲ့ line ရက်ကိုထည့်ထားပြီးတော့ကျွန်တော်တို့တွေပွဲကိုဆုံးခန်းတိုင်တဲ့အထိကတ် effect တွေကိုပဲကို line ရက်နဲ့ line မဲ့ဟာတွေကိုရွေးယူရင်းနဲ့ဆော့တာပဲဖြစ်ပါတယ်နောက်တစ်နည်းကဘာလဲဆိုရင်တော့အားလီမှာသွေးကိုခံအောင်ထိမ့်ပြီးတော့ကျွန်တော်တို့တွေကတ်တွေပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့ line ရက်ကိုပြောင်းလဲပြီးဆော့တာပဲဖြစ်ပါတယ်ရတဲ့ကတ်တွေပေါ်မှာမူတည်ပြီးတော့ line ကိုပြောင်းလဲပြီးဆော့တာပေါ့နော်ဒီပွဲမှာဆိုတော့ကျွန်တော်ကပွဲစားတွေက line ရက်ကိုပေးလုပ်တာနဲ့ကျွန်တော်ဆော့ပြထားပါတယ်ဒီမှာဆိုရင်ကျွန်တော် Weapon Master ဆိုင်နာကြီးကိုရထားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲမှာ Weapon Master နဲ့ Strip Blade ကိုတွဲပြီးတော့ပွဲစုံတဲ့အထိဆော့သွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ပွဲစားမှာဆိုရင်ကျွန်တော် Weapon Master Hero တွေနဲ့ Strip Blade Hero တွေကိုတွေ့ရင်တွေ့သလိုပွဲပါတယ်ကျန်တာတော့ပိုနေတဲ့ Spirit တွေနေရာမှာကိုပွဲထိန်းခြင်းနဲ့ကောင်တွေကိုထည့်ပြီးတော့ထိန်းပါတော့အဓိကကတော့ကျွန်တော်ကတော့ပွဲစားတွေကဒီ line အကူကျွန်တော်စပြီးတည်ထားတယ်ပေါ့နော် Weapon Master နဲ့ Strip Blade ကိုတွဲဆော့မှာပဲဖြစ်ပါတယ်Weapon Master ဆိုရင်ကျွန်တော်တို့ physical attack person နဲ့တိုးပေးတာဖြစ်ပြီးတော့ Swift Blade ဆိုရင်လည်း physical penetration ကိုတိုးပေးတာဖြစ်လို့ဒီ combo နှစ်ခုကလည်းဒီလို Synergy Crystal ရမယ်ဆိုရင်တော်တော်တွဲဆော့လို့ကောင်းတဲ့ combo ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီပွဲမှာတော့ကျွန်တော် Weapon Master နဲ့ Swift Blade ကိုတွဲဆော့ပါတယ်ပွဲစားမှာဘာမှလုပ်စရာမရမရှိလာပါဘူးကျွန်တော်တို့ကက်ယူတဲ့နေရာမရောက်ခင်အထိကျွန်တော်တို့ဒီပွဲကိုထိန်းနေတဲ့ပုံစံနဲ့ထိန်းကစားမယ်ကျွန်တော်က Weapon Master Swift Blade တွေတွေ့ရင်ဝယ်လိုက်ပါတယ်ပထမဆုံးအနေနဲ့ fake ပေါက်ရွေးတဲ့နေရာကိုတော့ရောက်ပြီပေါ့နော်ကျွန်တော် fake ပေါက်ရွေးတဲ့နေရာမှာတော့ကျွန်တော်ကတွေးအများဆုံးဖြစ်နေတဲ့အတွက်ကျွန်တော်နောက်ဆုံးမှရွေးရတယ်ပေါ့နော်နောက်ဆုံးမှရွေးရတော့ကိုလိုချင်တဲ့ physical item တွေမရတော့ပါဘူးကျွန်တော်က Weapon Master နဲ့ Swift Blade တွဲစုမှာဖြစ်တဲ့အတွက်ဒီမှာဆိုရင် physical item တွေကိုပဲအဓိကထားပြီးယူပါတယ်မရတော့လေကျွန်တော်အခုတော့ယုံပြောင်းတာလေးကိုယူလိုက်ရတယ်ပေါ့နော်ပထမ fake ပေါက်ပြီးတဲ့အထိကျွန်တော်တို့မှမမေရဘာမှလုပ်စရာမရှိသေးပါဘူးကျွန်တော်တို့အဓိကစဉ်းစားရမှာ Google ကရွေးတဲ့နေရာမှာစဉ်းစားရမှာပဲဖြစ်ပါတယ်ဒီမှာဆိုရင် Swift Blade တွေ့လို့ Swift Blade ကောင်ဝယ်တယ်ထည့်လိုက်ပါတယ်ပြီးတော့ဒီမှာဆိုရင်3ချက်တန်နဲ့2ချက်တန်စိုးပတ်တယ်ပွဲထိန်ကိုထည့်ထားတဲ့ကောင်ချိန်လိုက်ပါတယ်ပြီးတော့ item တွေကိုပေးတဲ့တဲ့ကောင်တွေကိုရှောက်ပေးတယ်ပေါ့နော်ဒီကတော့ကျွန်တော်ဒီပွဲမှာဆိုရင် Granger အထောင်နဲ့ကျွန်တော်ဆော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ Weapon Master ကို Granger ကိုပေးမှာဖြစ်ပါတယ်အဲ့နောက်မှာတချို့မှားမြင်ပြီးလုပ်တဲ့တခုရှိပါတယ် Weapon Master နဲ့ Swift Blade နဲ့တွဲဆော်ပြီးတော့တချို့ကဂူရှင်ကြီးကိုအထောင်သွားပေးတတ်ပါတယ်ဂူရှင်ကိုအထောင်သွားပေးရင်3 star ရှာပြီးတော့ဗောနော်ဂူရှင်ကို3 star ရှာပြီးအထောင်သွားပေးရင်ကျွန်တော်တို့ဒီ combo ရဲ့ effect တွေကိုအပြည့်အဝရမှာမဟုတ်ဘူးเนาะဘာလို့လဲဆိုတော့ Weapon Master နဲ့ Swift Blade ရဲ့ effect တွေက physical penetration နဲ့ physical attack ကိုတိုးတာဖြစ်ပါတယ်အဲ့ဒါတွေကိုတစ်ချက်သတိပြုနေကြပါတယ် Swift Blade မှာကိုကဂူရှင်ကိုအားသာလို့ဆိုပြီးဂူရှင်ကို3 star တင်ပြီးတော့သွားဆော့လို့မရပါဘူးတကယ်လို့ဆော့ကျင်နေဆိုရင်ကျွန်တော်တို့ Saba နဲ့ Granger တကောင်ကောင်ကို3 star တင်ပြီးတော့ဆော့မှာအဆင်ပြေပါလိမ့်မယ်Okay ပထမ Google ကရွေးနေတာတော့ရောက်နေပြီပေါ့နော် Google တော့မရွေးရသေးဘူးဒါပေမဲ့ Google ကိုလှမ်းကြည့်ရတဲ့နေရာမှာတော့ရွှေရောင်ကပ်ပေးတာတွေ့ရပါတယ်ရွှေရောင်ကပ်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတိုင်းဟာမြင့်နေရမရှိတော့ဘူးပေါ့နော်ရွှေရောင်ကပ်တဲ့မြင့်တဲ့ကပ်မြင့်နေရမရှိတော့အတွက် Blood Dragon Treasure ရပါမယ်
Power ကတ်ကနေပြီး Blood Dragon Treasure တစ်ခုကျွန်တော်တို့ပုံမှန်ပတ်စက်ကနေပြီး Blood Dragon Treasure တစ်ခု Blood Dragon Treasure ကြီးပဲ2ခုစက်တိုက်ရမယ်ပေါ့နော်ကျွန်တော်တို့ရွှေရောင်ကတ်ပေးတဲ့နေရာမှာတော့အဲ့တစ်ခုတာပါပါတယ်ကျွန်တော်အဲ့မှာဘာတွေရမလဲဆိုတော့တစ်ချက်ကြည့်ပါမယ်ကျွန်တော်ဒီမှာဆိုရင်ပတ်စံ2ချက်နဲ့ပထမဆုံးဝယ်တဲ့ hero ကအလကားပေးမဲ့ကတ်ရတယ်ပေါ့နော် Blood Dragon Treasure နှစ်ပုံကတော့ကျွန်တော်ပတ်စံ14ချက်စီ2ချက်စက်တိုက်ပေးသွားပါတယ်ဒါကြောင့်မလို့ကျွန်တော် level တင်လို့ရပြီပေါ့နော်ရွှေရောင်ကတ်ပေးရင်တော့ကိုကတော်တော်လေးကိုတတရတာပဲဖြစ်ပါတယ်ပတ်စံကိုOkay ဒီမှာဆိုရင်ကျွန်တော် level 7 ထိတောင်ရောက်သွားပြီပေါ့နော် Blood Dragon Treasure ပေးတဲ့ပတ်စံက14ချက်ဆိုတော့28ချက်ထိတောင်ပေးသွားတာမလို့ပါဒီမှာဆိုရင်ခုနပြောတဲ့ကျန်တဲ့ဟာကြီးရှောက်ထည့်မနေတော့ပါဘူး fighter နဲ့ split ကိုပဲထည့်ပြီးတော့ပွဲကိုထိမှာမယ်ကျွန်တော်ယူထားတဲ့ကတ်ကိုတစ်ချက်ပြောပြပါမယ်ကျွန်တော်ယူထားတဲ့ကတ်ကဘာလဲဆိုတော့ကျွန်တော်တို့ရှော့မှာပထမဆုံးဝယ်မဲ့ hero ကပတ်စံ0နဲ့ round 9ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီမှာဘာလုပ်မလဲဆိုတော့ပတ်စံစုကျင်တဲ့အတွက်ဈေးကြီးဆုံးကောင်ဝယ်ပြီးတော့ပြန်ရောက်မှာပဲဖြစ်ပါတယ်ဒီ Google ကယူတဲ့နေရာမှာပတ်စံရတဲ့ဟာတွေတော်တော်ပါတယ်ပေါ့နော်အခုဆိုရင် Granger ကျွန်တော်လာပေးပြီ Funny လည်းပေးထားတယ်ဒါကြောင့်မို့ကျွန်တော် Granger ကိုဝယ်ပြီးတော့ပြန်ရောက်လို့မရဘူးเนาะ Granger ကိုထည့်လိုက်တယ် Physical item ပေးမယ်ပြီးတော့ Fighter Synergy ပေးပါမယ် Granger ကိုဒီမှာ Google ယူတဲ့နေရာမှာခုနကကျွန်တော်ပြောတဲ့ကစားနည်းနဲ့ကစားမယ်ဆိုပထမ Google ကယူတဲ့နေရာအထိစောင့်ကြည့်ပါအဲ့မှာ mana 80တက်တာတို့ဒါမှမဟုတ်active 1 synergy တို့အဲ့ဒါတွေရမယ်ဆိုတော့ကျွန်တော်တို့တွေဒီရတဲ့ကတ်တွေပေါ်မှာမူတည်ပြီးတော့ကိုလိုချင်တဲ့ line ကိုပြောင်းပြီးဆော့လို့လည်းရပါတယ်ခါကြရင်ပွဲချိန်ကြတဲ့အခါမှာ 45% အတက်တိုးပေးတဲ့ကတ်တွေလည်းပါတယ်ပေါ့နော်အဲ့လိုကတ်တွေပါလာပြီဆိုတော့ကျွန်တော်တို့ဒီအမားတွေပြောင်းထည့်ပြီးဆော့ကျင်တာပဲဖြစ်ဖြစ်ကိုလုံးချင်လို့လုပ်လို့ရပါတယ်ဒီကတော့ပွဲအချိန်တွေပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့ကစားပုံပြောင်းဆော့လို့ရပါတယ်ကျွန်တော်ကတော့ကိုအတန်တဲ့ဟာနဲ့ကိုတွဲပြီးတော့ပွဲအဆုံးထိသွားမှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်ဈေးကြီးကောင်လိုက်ရှာတယ်လိုက်ရှာပြီးတော့ပြန်ရောင်းတယ်ဒါဆို3ချက်ရတယ်ပေါ့နော်ပတ်စံရတဲ့ဟာကိုကျွန်တော်ကအသားပေးပြီးယူပြတာများပါတယ်ဒီမှာဆိုရင် fighter ရဲ့ free ရပြီ fighter 6ကောင်ပြည့်သွားပါပြီ Bubble Master 6ကောင်ပြည့်သွားပြီဖြစ်တဲ့အတွက်ကျွန်တော် Bubble Master 6ကောင်အရင်ထည့်လိုက်ပါတယ်ဘာလို့6ကောင်ထည့်လဲဆိုရင် Bubble Master 6ကောင်ပြည့်တဲ့နေရာမှာ15% hybrid light C နဲ့ကျွန်တော်တို့90% ပေါ့နော်90မဟုတ်90% physical attack ကိုရတာပါ90% ဆိုတော့တော်တော်များတဲ့ physical attack ပါဒါကြောင့်မလို့ Bubble Master 6ကောင်အရင်ဖြည့်ထားလိုက်ပါတယ် split 4ကောင်မဖြည့်တော့ပါဘူးဒါပေမဲ့ cancel စာနဲ့ပဲရှုံးသွားပါတယ်ဒါပေမဲ့ဘာစိတ်မှုမှလည်းကျွန်တော်တို့ရဲ့ line ကဒီလိုပတ်စံရလဲသူများထပ်ပို့ပြီးတော့ရနိုင်မယ်ကတ်တွေကလည်းသူများထပ်ပို့ပြီး effect ကျန်းနေမယ်ဆိုရင်နောက်ပိုင်းမှာနိုင်တော့မှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်၄ချက်တန်ကာလီတာကိုဝယ်လိုက်ပြီးတော့ပြန်ရောက်ပါတယ်ပြီးတော့ကျွန်တော် start တင်နေတာလေးတင်ပါတယ် short ကိုတိတ်မလှည့်ပြပါဘူးကျွန်တော် level 9ထိရင်သွားမှာဖြစ်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်ကဒီမှာဆိုရင် Granger ကိုအဓိကရှာမှာပေါ့နော် Granger ကိုဦးစားပေးပြီးတော့ရှာမှာဖြစ်ပါတယ် Granger 3 size ရအောင်ဦးစားပေးရှာပါမယ်ရှုံးတာတွေဘာညာတွေကိုတိတ်ပြီးစိတ်ထဲမထားပါနဲ့လေကင်းရဲ့လူ့ဘောင်ပြန်ချမ်းလာပါမယ်ကိုကနှစ်ကရွေးပြီးတဲ့နေရာမှာတော့ effect နှစ်ခုကသူများထပ်တာနေရဖြစ်လို့ပို့ပြီးထောင်လာမှာတိကျတာတွေ့ရပါလိမ့်မယ်ကိုကနှစ်ကလုံးရွေးပြီးအောင်ပဲစောင့်ပြီးစော့ပါရွေးပြီးတဲ့အထိတော့တွေးထိန်နိုင်မလို့ပါနော်ဒီမှာဆိုရင်ကျွန်တော်ကို Facebook မှာ Bubble Master Synergy ထပ်ပေးပါတယ်ဒါပေမဲ့ cam ဆိုးစွာနေပါနော်မရလိုက်ပါဘူးအဲ့ဒါမျိုးကျွန်တော် Korean set ကိုပဲယူလိုက်ပါတယ်ဒီမှာတော့ Funny ကို2 star မြင့်စရာပြီးတဲ့အတွက်ပြန်ရောင်းစရာကောင်းဝယ်လို့မရတော့ပါဘူး Funny ကလည်း3ချက်တည်းဖြစ်နေလို့ Funny ကိုပဲဝယ်လိုက်ပါတယ်ပြီးတော့ကျွန်တော်ထည့်ထားလိုက်ပါတယ်ဒီမှာဆိုဒုတိယရွေးတဲ့ကတ်ကအပြာရောင်ကတ်ပေါ့နော်အပြာရောင်ကတ်ဆိုရင်ကျွန်တော်ဒီကတ်ရွေးပြီးတဲ့အခါမှာသူများဆက်တီးတာကိုပွဲရတာတော့ပါပြီဘာလို့သွားသွားလဲဆိုတော့သူများရဲ့အပြာရောင်ကတ်မှာဆိုရင် effect ကောင်းကောင်းကန်းကန်းရင်လို့တိတ်မရှိလာပါဘူးကျွန်တော် Commander Shi ကိုဒါမှမဟုတ် Synergy Crystal Bone ဒါတွေတော့ရှိတယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့ဒါအပြင်ကျန်တဲ့ကတ်တွေကတိတ်သုံးတက်လာတယ်လို့မရှိပါဘူးဒါကြောင့်မလို့သူတို့ကအသုံးမတက်နေတဲ့အချိန်မှာကိုကတော့ရွှေရောင်ကတ်ကြီးတစ်ခါကနေကျန်းရမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒုတိယကတ်ရွေးတဲ့နားထိတာကတ်နှစ်ကတ်လုံးသာပြည့်အောင်ရွေးပါကမ္ဘာယူဆောင်ကတိတာပွဲထိန်းဆော့လို့ရပါလိမ့်မယ်အခုချိန်ကြီးကကျွန်တော်ရဲ့ line က9တလဲရှုံးတလဲပဲပေါ့နော်ကျွန်တော်ကြည့်မှာဆိုရင်၄ချက်တန်2ကောင်ပါနေပြီပေါ့နော်အခုဆိုရင်၄ချက်တန်ကောင်စီကြီးဆုံးကောင်ဝယ်ပြီးတော့ကျွန်တော်ပြန်ရောင်းတယ်ပတ်စံစုရဲ့ level 9တင်မှုအတွက်ကြိုးစားပါတယ်ဒီမှာဆိုရင်ကျွန်တော်တိုင်းရနှစ်ခုလုံးကိုအပြာရောင်ကတ်ဆိုတော့တိုင်းရနှစ်ခုလုံးမြင်ရမှာဖြစ်တဲ့အတွက်ကျွန်တော် Blood Dragon Treasure တော့ထပ်မရတော့ဘူးပေါ့နော်ရွှေရောင်ကတ်တကက်တော့ရပါမယ်တကယ်ခိုင်အောင်ကတ်ဆိုရင်လည်းကျွန်တော်တို့က Blood Dragon Treasure တပုံရနေပြီပေါ့နော်ဒါပေမဲ့အပြာရောင်ကတ်ဆိုရင် Blood Dragon Treasure မရတော့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ပုံမှန်ပတ်စစ်ကတစ်ဆင့်မြင့်ပေးမယ်ခိုင်အောင်ကတ်ကျွန်တော်တို့ရဲ့ပြီးတော့ power ကတ်ကနေပြီးတော့တစ်ဆင့်မြင့်ပေးမယ်ရွှေရောင်ကတ်စသဖြင့်နှစ်ဆင့်လုံးကိုမြင့်ဖို့အတွက်သုံးလိုက်ရလို့ပါဒီမှာဆိုရင်ကျွန်တော်တမိုးတမီရာဆိုရင်စိုက်ကတ်ကိုပေးတယ်ပေါ့နော်ဒီကတ်ကဒါ Metro တွဲစုခြင်းနဲ့ brother တို့ဆိုတော်တော်ကောင်းတဲ့ကတ်ပါဒါကြောင့်မလို့ဒီမှာ brother တို့အနေနဲ့ line ကိုပြောင်းပြီးဆော့ရတာဝါသနာပါတဲ့လူဆိုတော့ဒီညမှာစိတ်မခိုင်ရင် Metro ပြစ်ထည့်လိုက်ပါနော် Metro ပြစ်ထည့်ပြီးပတ်စံကိုဖော်ချင်းတော်ချင်းသုံးပြီးတော့စုလို့ရပါတယ်ကျွန်တော်ကတော့ဒီကတ်ကိုယူလိုက်ပါတယ်ဒါပေမဲ့ကျွန်တော် Metro ကိုပြောင်းမထည့်တော့ပါဘူးကျွန်တော်တက်လိုက်သလား Synergy လေးတွေများအောင်ပဲလိုက်ဖိလိုက်ပါတယ် Synergy တစ်ခုတိုးလိုက်တစ်ချက်ပို့ရမှာဖြစ်လို့ပါ
brother တို့အနေနဲ့စိတ်ပိုင်ဒီနေရာမှာ mushroom man ဆော့ခြင်းပဲဖြစ်ဖြစ် level 8လေးရောက်နေဆိုတော့ level 10ပြီးတော့ mushroom man ကောက်ဖြည့်ထားလိုက်လို့ရပါတယ်ဒီလိုပုံစံဆော့ရင်လည်းရတယ်လို့ပြောပြခြင်းဖြစ်ပါတယ်မဆော့ရင်လည်းဘာမှဖြစ်ပါဘူးကျွန်တော်ပြောသလိုပဲဆိုင်နိုင်ကြီးလေးများနေသလောက်များအောင်လာလိုက်ပြီးပြောင်းထည့်လိုက်ပါနောက်ထပ်ပြီးတော့ပတ်စံစုပေါ့နော်ပတ်စံစုပြီးတော့ကိုလိုချင်တဲ့ target ကိုရှာပါဒီမှာဆိုရင်ပထမကက်ကလည်းကျွန်တော်ပတ်စံရသေးတယ်ဒုတိယကက်ကလည်းပတ်စံရသေးတယ်ဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်မှာတထေးပဲပေါ့နော်ဒီမှာဆိုရင်ဘာဆိုင်နာကြီးဖြစ်ရင်ကောင်းမလဲကျွန်တော်ဆိုင်နာကြီးလေးတွေကိုတိုးနိုင်အောင်လို့ကျွန်တော်လိုက်ကြိုးစားတယ်ပေါ့နော်ဒီမှာဆိုရင်တစ်ချက်တန်ကောင်းထည့်တာစတိုင်မကြလို့ဆိုပြီးတော့ကျွန်တော်၄ချက်တန်ကောင်းကြောင်းထည့်လိုက်ပါတယ်အမှန်တော့ဒီနေရာမှာ H4 ရှာပြီးထည့်နိုင်ရင်ကျွန်တော်ဆိုင်နာကြီးနှစ်ခုတိုးမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အခုလောဆယ်တွေ့တဲ့ကောင်ပဲထည့်ရပါတော့ short မထည့်ခြင်းသေးလို့ပဲဖြစ်ပါတယ်ပတ်စံလည်းသိမရှိသေးလို့တွေ့တဲ့ကောင်ပဲထည့်ထားပါတယ် H4 ကိုထည့်လိုက်မှဆိုရင်ကျွန်တော်တို့ metro နဲ့ကျွန်တော်တို့ရှိတတ်တဲ့ခါလေးရမှာပေါ့နော်ခုစတော့ကျွန်တော် level 9အောင်ရောက်နေပါပြီကျွန်တော်လိုချင်တဲ့ hero တွေရှာတော့မှာပဲဖြစ်ပါတယ်လိုချင်တဲ့ hero ကဘာလဲဆိုတော့ Granger 3 ရှာဖြစ်ပါတယ်ဒီနားဒီကျွန်တော်တို့56နဲ့မီးတောက်နေတော့မှမရှုံးသေးပါဘူးဒါပေမဲ့ဒီပွဲမှာတော့ကျွန်တော်စရှုံးနေပါတော့ရှုံးလည်းမဖြစ်ပါဘူးကိုလိုချင်တဲ့ target level 9အောင်ရောက်နေပါပြီ ACC လေးကိန်းကိုဆော်လို့ရပါပြီဒီမှာဆိုရင်ခုန၄ချက်တန်ကောင်ဝယ်ထည့်တာလဲ style ကြလို့ဆိုပြီးတော့ကျွန်တော်၅ချက်တန်ကောင်ဝယ်ပြီးတော့အဲ၄ချက်နဲ့ထပ်ပြောင်းလိုက်တယ်ပေါ့နော်တွေ့တဲ့ကောင်တွေကိုတွေ့သလိုလုပ်နေရပါဒီမှာဆိုရင် Gusion ဝယ်ထားပါတယ်ဒါပေမဲ့ Gusion ကိုကျွန်တော်မထည့်သေးပါဘူး Gusion ကပြန်ရောင်းလို့မရလို့ဝယ်ထားပါတော့ဒီမှာဆိုရင်ကျွန်တော်ဗနီတာဝယ်ပြီးတော့ကျွန်တော်၂ချက်တန်ကောင်နဲ့ကျွန်တော်လဲလိုက်တယ်ပေါ့နော်Sublet ဖလေးလေးရကျင်တာဖြစ်တော့ခုနကကြတဲ့ကောင်လည်းပြန်အောင်ပြီးတော့စပါထည့်လိုက်ပါတယ်ဒီမှာကျွန်တော်အမုံထည့်နိုင်မှာဆိုရင်ကျွန်တော်ဆိုင်ရင်ရေခွက်ထပ်တိုးမယ်ပေါ့နော်ဒါပေမဲ့ဘုသူ့ပတ်သက်ရှုံးသွားမှာဆိုလို့ကျွန်တော် funny dusa မထုတ်သေးဘူးပေါ့နော်ကျွန်တော် funny dusa ကိုထုတ်ပြီးတော့ထည့်လိုက်မှာဆိုရင်လည်းတစ်ချက်ပူရနိုင်တယ်ပေါ့နော်ဒါပေမဲ့အခုက level 9နဲ့ရောက်နေပြီပတ်စံလည်းရနေပြီဆိုတော့တိတ်ပြီးပတ်စံရတဲ့ဘက်ကိုတိတ်အောင်မဆိုင်ဖြစ်ဘူးပေါ့ဗျာဒါပေမဲ့ကျွန်တော်ဒီမှာဆိုတော့ဒီဘက်မှာနိုင်သွားပါပြီစပြီးတော့နိုင်နေပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ခုနပြောတဲ့ဝယ်ရောင်းလေးလုပ်မယ်လိုချင်တဲ့ hero တွေကိုရှာမယ်ဒီမှာဆိုရင်ကျွန်တော်က Granger ကိုအဓိက3ရှာမြင်မယ်ဒါပေမဲ့လည်းကျွန်တော်မှရတဲ့ကက်နှစ်ကက်လုံးကပတ်စံရတဲ့ကက်တွေဖြစ်နေတဲ့အတွက်ကျွန်တော် Granger တစ်ကောင်နဲ့ရှာရင်နှမျိုးစရာကောင်းလို့ကျွန်တော် Granger နဲ့ free ရောက်ရှာမယ်ပေါ့နော်ကျန်တဲ့ Gusion နဲ့ Sabar တော့ထားလိုက်ပါမယ်2စားလောက်ထိပဲမြင်မှာဖြစ်ပါတယ်ကျွန်တော် Granger နဲ့ free ရောက်ပြည့်အောင်ရှာပါမယ် free ရောက်ရှိရထားပြီးတော့ Granger နောက်ကပြည့်ချင်လို့ပဲဖြစ်ပါတယ်ဒီမှာဆိုရင်ခုနပြောတဲ့ကျွန်တော် Fanny ကိုထုတ်ပြီးတော့ကျွန်တော်အိမ်မော်ထည့်လိုက်ပြီးတော့နော်ဒါဆိုကျွန်တော်ဆိုင်ရီတကွက်ပို့ထည့်တဲ့အတွက်စံတစ်ချက်ပို့ရပါတယ်ဖန်နီရောရောင်းမှာစားပလိုက်ပါခင်ဗျာဖန်နီဟီရိုသိမ့်မကြိုက်လို့ပါမဆိုရင်ကျွန်တော်ရဲ့ Granger 2 star ဖြစ်နေပြီဖြစ်တဲ့အတွက်ကျွန်တော်ပွဲကောင်းကောင်းလေးထိမ့်ပြီးတော့ကစားလို့ရနေပြီပေါ့နော် player တော်များများလည်း level 9မှာတော့ရောက်နေကြပါပြီကျွန်တော်တို့မပြည့်ခင်မှာတို့တွေ legend 3 side မပြည့်ခင်မှာကျွန်တော် legend 3 side ပြအောင်ရှာတော့နော်တတိယ favor ရောက်တဲ့နေရာမှာတော့ကျွန်တော်ဘာယူရမလဲဆိုတာကိုစဉ်းစားနေပါတယ်ဘာယူကြမရှိတဲ့အတွက်ကျွန်တော် live စီးတက်တဲ့ physical item ကိုယူလိုက်ပါတယ်ဘာသာအနေနဲ့ကြိုက်တဲ့ဟာယူလို့ရရပါတော့ကျွန်တော်တို့ physical ဒီ line အတိုင်းဆောက်မယ်ဆိုတော့ physical item တွေယူရအားပေးပါတယ်ဒီမှာဆိုရင်ကျွန်တော်ရဲ့ Gusion က2 star အောင်ဖြစ်နေပြီပေါ့နော်ဒါပေမဲ့ကျွန်တော်မထည့်သေးပါဘူးဘာလို့ဆိုတော့ကျွန်တော်ကဒီ၄ချက်တန်3 star မဖြစ်မချင်းမှာပတ်စံကိုလိုသလောက်ယူခြင်းသေးတာဖြစ်တဲ့အတွက်သွေးလဲကြံသေးတာဖြစ်တဲ့အတွက်ကျွန်တော် line strong ဖြစ်အောင်မလုပ်သေးဘဲနဲ့အရင်ဆုံး combo များအောင်ပဲရင်စူးစမ်းနေပါတော့အဲ့ဒါမျိုးခုနပြောသလိုပဲဆိုင်နာကြီးပို့ပွင့်မဲ့ကောင်လေးလောက်ရှာပြီးတော့ထည့်နေရပါတော့ဒီမှာဆိုရင်တိတ်အများကြီးလည်းမရှုံဆိုင်နာကြီးလည်းများများပွင့်စတဲ့ပုံစံလေးသွားတာပါနော်ဆိုင်နာကြီးပွင့်အောင်လည်းမဟုတ်ပါဘူးကျွန်တော်ဘောမဆာစစ်ကိုတော့မဖြုတ်ခွင့်နဲ့ပြည့်အောင်ထည့်ထားပါတယ်ဒီဘက်မှာဆိုကျွန်တော်ရှုံးနေပြီနော်သူက28ပဲကျန်ပါတော့တယ်ဒါပေမဲ့လည်းရပါသေးတယ်ကျွန်တော်28ကတပွဲစာ AC ခံပါသေးတယ်ဒါကြောင့်မို့လို့ကျွန်တော်ပတ်စံရတဲ့အတိုင်းမဆက်ထားပါတယ်ကျွန်တော်ရှာမဲ့ကောင်တွေကိုပဲကျွန်တော်အားဆိုင်ပြီးရှာရပါတော့ Granger 3 star free 3 star တင်လာလိုက်ရှာပါတယ်မပြေပါဘူးဝေးလိုပါသေးတယ်ကျွန်တော်စီမှာအခုမှ2 star တကောင်1 star တကောင်ကြီးပဲရှိသေးတယ်ပေါ့နော်မဇမမတ်ထူ player ပဲမဇမမတ်ထူ player ကနောက်ပိုင်းမှာကြောက်ရတယ်ပေါ့နော်မဇမမတ်ထူကျတော်တော်ကြားပါတယ်အရင်ကလည်းဆော့ပြဘူးတယ်ပေါ့နော်ကျွန်တော် Sublet တွေအသိသုံးတဲ့ဒီပါဦးဒီချိန်နေမဇမမတ်ထူမနိုင်သေးဘူးပေါ့နော်နိုင်သေးဆိုတော့ကျွန်တော်သူဘလောက်ရော19သူရဲ့9ပဲကျန်ပါတော့တယ်တပွဲစားပဲကျန်တော့တာဖြစ်တဲ့အတွက်နောက်ပွဲနေစားပြီးလုံးဝမှားလို့မရတော့ပါဘူးဒါကြောင့်မလို့ကျွန်တော် hero ကိုသွားကြည့်ပါ Granger ဘယ်နှကောင်ကျန်လဲဆိုတော့9ကောင်ကျန်ပါသေးတယ်9ကောင်ကျန်သေးတာဖြစ်တော့ကျွန်တော်ရှာပြီးပေါ့နော်ဒီ round နေစားပြီး Granger ကိုနေရာမှာကရှာတော့မှာပဲဖြစ်ပါတယ်လဲ Granger မတွေ့ပါဘူး free တွေ့တယ် free ဝယ်တယ်ဆန်19ချက်ပဲကျန်တော့ရပါတော့
စကူချက်ပဲကျန်တယ်ဆိုခဏထားလိုက်မယ်ဒီ round ပြီးရင်ကျွန်တော်တို့စက်ထည့်ရမှာဆိုတော့လေခဏထားလိုက်ပါတယ်ကျွန်တော်ဒီမှာဆိုရင် Digital Fighter နဲ့ Digital Assassin တော့မှကျွန်တော်ပြောင်းပြီးထည့်လို့မရပါဘူးပြောင်းပြီးထည့်လို့မရပါဘူးပြောင်းပြီးထည့်လို့ရပါတယ်ပြောင်းပြီးမထည့်ပါဘူးဘာလို့လဲဆိုတော့သူတို့နှစ်ခုကဆန်နယ်ကြီးတစ်ခုပွင့်နေတာဟုတ်ကျွန်တော်တို့ရှစ်ထဆက်ဆန်နယ်ကြီးတစ်ခုပွင့်နေတဲ့အတွက်တစ်ချက်ပူရပါတယ်ဒါကြောင့်မလို့ပြောင်းမထည့်တော့ပါဘူးတစ်ချက်တည်းအတိုင်းပဲထားလိုက်ပါတယ်ဂရန်ညာတွေ့ပြီဂရန်ညာဘယ်နှကောင်ဖြစ်သွားလဲတူစား2ကောင်ဖြစ်သွားပြီပေါ့နော်တူစား2ကောင်ဖြစ်သွားပြီဆိုဂရန်ညာဆက်ရှာပါမယ်အခုချိန်ကြီးမပေးဘူးပေါ့နော်ဂရန်ညာကိုပေးတော့ရှားနေအဲဒါကြောင့်ကျွန်တော်ဒီဘွဲမှာလည်းမပေးသေးတဲ့အတွက်ရှုံးသွားမှဆိုလို့ကျွန်တော်ကူရှင်ကိုထည့်တော့မယ်ပေါ့နော်ပတ်စံရတာကိုခဏလေးလက်လွတ်ပြီးတော့ကျွန်တော်ကူရှင်ကိုခဏထည့်လိုက်ပါတယ် line ကပိုစတောင်းဖြစ်အောင်လုပ်ဖြစ်ပါတယ်ဒီမှာဆိုရင်2 star တွေပဲပေါ့နော်ကျွန်တော်4ချက်တန်နဲ့5ချက်တန်2 star ဖြစ်နေပြီအတွက် item လေးလိုက်ပြောင်းထည့်မယ် line ကို strong အရင်ပြန်လုံးလိုက်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ခုနအတိုင်းပတ်စံကိုတားပေးပြီးဆော့လိုက်မယ်ဆိုရင်ကျွန်တော်ရှုံးသွားနိုင်ပါတယ်ဒါကြောင့်မလို့ line ကိုပဲအရင်ဖြည့်လိုက်တယ်ပေါ့နော်2 star လေးနဲ့ထည့်ပြီးတော့ကဲပွဲလေးကိုကြည့်လိုက်ပါမယ်ဟိုဒီမှာဆို star case ဆိုင်လိုက်တယ် star case မေးတွဲစုထားတာပေါ့နော် star case မေးရတကယ်တမ်းကျတော့ရွှေနဲ့ဘာမှမသိအောင်ပျောက်တဲ့ line ရပေါ့နော်ကျွန်တော်မှာ triple နဲ့မို့လို့ကျွန်တော်ဒီ star ကမေးတိုင်းသွားတယ်ထင်ပါတယ်ဒါမှမဟုတ်သူလည်း star တွေမရှိသေးလို့ဖြစ်ပါလိမ့်မယ် okay အခုဆိုရင် free ရတွေ့ free ရဝယ်ပါတယ် free ရနဲ့ granger တကောင်ပြည့်မှရပါမယ်တကောင်မပြည့်ဘူးဆိုရင်ကျွန်တော် free ရသို့မဟုတ် granger တကောင်လက်မှာ free ရကိုလက်လွတ်မှာနော်အဓိကတော့ free ရကိုလက်လွတ်ပြီးရှာအောင်ပါအခုဆိုရင် free ရလည်းတကောင်ပဲလို့ရဖြစ်တဲ့အတွက် cushion 2 star နဲ့ 1 star ကိုပြောင်းလိုက်ပါတယ် free ရရှာ free ရပြည့်သွားပါတယ်ဖီးရပြည့်သွားပြီဆိုတော့ပွဲရတော့နည်းနည်းထိန်းကစားလို့ရပြီပေါ့နော်ဂရန်ညာပြည့်ကိုပဲလို့တော့လက်လွတ်စရာဖရီးရကောင်မရှိတော့ဘူးဆိုတော့ဖရီးရဂရန်ညာကိုပြည့်မဲ့ပုံပေါက်ပါတယ်ဒီပွဲကတော့ okay item လေးပြန်ပြောင်းပြီးထည့်ပါရယ် light C တက်မဲ့ဟာလေးထည့်ပါတယ် item ပြီးတော့ဂရန်ညာကိုဆက်ရှာပါတယ်မပေးသေးပါဘူးဂရန်ညာကိုပေးသေးဒီ round ပြီးမှပဲရှာတယ်မှာနော်ဒါမှလည်းဖရီးရ3 star ဖြစ်တဲ့အတွက်ကျွန်တော်တို့တန်တော့ပွဲကို AC လေးထိန်းကစားလို့ရပြီပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်ခုနဆောနာ Aura player level 10တောင်ရောက်နေပြီပေါ့နော် level 10တောင်ရောက်နေပြီဆိုတော့သူ့ရဲ့ဒီဘာငါချက်တန်ပြည့်ပြရှိနေရတော့တစ်ချက်စိတ်ယူပါမှာပေါ့နော်အမှန်တော့ဒီဘက်မှာကျွန်တော် Granger ကိုရှာပါတော့မယ် Granger ကိုရှာလို့ပြည့်ရတယ်ခုနပြောသလိုပဲသူများဝင်နိုင်မဲ့ပြည့်နိုင်မဲ့ hero တွေကိုလိုက်ပြီးပိတ်ပါတော့မယ်ဒါကတော့နည်းနည်းအကျင့်ရုပ်တဲ့ line ကိုသွားတာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်စပါးရေးပေးစပါးရေးကိုကြော်လိုက်ပါတယ်မဝယ်တော့ပါဘူးကျွန်တော် Granger နဲ့ Fia ကိုစုလိုက်တဲ့ Granger ပြည့်သွားပြီပေါ့နော်ကဲအခုဆိုရင်တော့ဘောမဆာစစ် Sublate 5နဲ့ Granger 3 star Fia 3 star ပြည့်သွားပြီပေါ့နော် gameplay လေးကိုအမြန်မပြတော့မင်းနဲ့ပဲစိတ်မီတပြေကြည့်ကြတာပေါ့ brother တွေဒီမှာဆိုရင်ကျွန်တော်ဒါcapacity တခုထပ်ရမယ်ဆိုရင် Sublate 7 ဘောမဆာစစ်ပြည့်တော့မှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ level 10အောင်ကြိုးစားမယ် capacity ရရင်ယူပါမယ်နောက်ဖိတ်ပါပါမ AC နိုင်ပေါ့နော်ကျွန်တော်ရဲ့ Granger ကြီးကကျွန်တော်တို့ Sublate ကနေပြီးတော့ physical penetration effect ရမယ်ဘောမဆာကနေပြီးတော့ physical attack ပေါ့နော် physical hyper penetration ကျွန်တော်တို့ဒီ Sublate ကနေရတာလေ hyper penetration 90ရမယ်ဘောမဆာနေပြီးတော့ physical attack 90% ရအဲ့တော့ကျွန်တော်ရဲ့ Granger ကြီးကတော်တော်ကျန်းပြီပေါ့ဗျာ Sublate စစ်ဘောမဆာစစ်ဖြစ်တဲ့အတွက်ခုနပြောတယ်ကျွန်တော် Sublate စစ်ကနေပြီးတော့ 90% မဟုတ်တော့90 hybrid penetration ရမယ်ဆိုတော့ဘောမဆာစစ်ကနေပြီးတော့ 50% hybrid light C နဲ့90% physical attack ရမယ်ဟိုတော့ကြည့်ကောင်းတဲ့ပွဲတွေပါဒီမှာဆိုတော့ maximum metro เนาะ metro တန်းနဲ့ maximum စစ်ဖြည့်ထားတဲ့ player ပေါ့နော်သူကဒီမှာဆိုရင် cloud ပြည့်သွားရင်တော့နည်းစိတ်ပူရမှာထင်ပါတယ် cloud နဲ့ Granger အောင်သူဖြည့်မယ်ပုံမှာဟုတ်ပါဘူး cloud နဲ့ Hana ကြီးကိုဖြည့်မှာပေါ့နော်ဒါပေမဲ့အခုလုံးဆိုမပြည့်သေးပြန်ထွက်သွားတော့ပါမယ်ဘာလို့ဆိုတော့ကျွန်တော်နဲ့တွေ့ပါလို့ပါဟုတ်ပါတယ်ပြောရမယ်ထွက်သွားပါပြီကျွန်တော်တို့ maximum စစ် metro တန်း player ပါနော်ထွက်သွားပါပြီတော့ထွက်သွားဆိုတော့လည်းဒါ digital 3 sama ပါလို့ပါကျွန်တော်က hero power ပူတာနေလို့ပေါ့နော်တော့ခုနပြောဆိုပတ်စံရတဲ့ကတ်တွေကကျွန်တော်တော်တော်လေးကိုအကျိုးရှိစေသွားပါတော့ဒီမှာဆိုတော့ကျွန်တော်ဘာထက်ရှာစမ်းမရှိပါတပွဲစားတော့ပဲကြံပါတော့တယ် opener ကလည်းဒါမှမဟုတ်ကျွန်တော်ဒီမှာဆို cushion 2 star မြင့်ဖို့ပဲကျွန်တော်ရှာရတော့တာပေါ့နော်ပတ်စံကိုလည်းတိတ်ပြီးကြွေတာသုံးနေတော့ဘာထက်လို့ကြံမရှိတော့ဘူးလေကျွန်တော်ဘောမဆာစစ် Sublate စစ်ပြင်နေပြီဆိုတော့အကျန်2 star နှစ်ကောင်ဆိုတော့ AC နိုင်ပြီလို့ထင်ပါတယ်ခုန maximum player level 10 ဆိုရောက်နေတဲ့ player ဗျအဲ့ဒါ तू ကငါချက်တန်3 star ရရင်ကျွန်တော်စိတ်ပူအောင်ပါနော် channel 4 star ယူတော့ကျွန်တော်
ရှင်းပြီးဆော့ရပြီပါဗျာကဲခုဆိုရင်တော့ကျွန်တော်တို့ရွှေရောင်ကနှစ်ကတ်နဲ့ပွဲတိုင်းဆော့လို့ရတဲ့ commoner user ကို gameplay လေးနဲ့တကွရှင်းပြပေးသွားရပဲဖြစ်ပါတယ် brother တို့အနေနဲ့လည်းဒီ commoner လေးကို like ဆော့ကြည့်ပြီးတော့အဆင်ပြေမပြေပြန်ပြီးတော့ပြောပြပါအောင်ကျွန်တော်နောက်ထပ်ပဲ commoner နဲ့ဆော့ပြပေးရမယ်ဆိုတော့လေ comment ပေါက်လေးမှာပြောပြပေးတော့ပါဦးခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်